အားလုံးမင်္ဂလာပါဝိမ်းပါဒီနေ့တော့ကျွန်တော် day 12ရောက်ပါပြီကျွန်တော်တနေ့ကိုဗီဒီယိုတစ်ပုဒ်တင်နေရပါဒီနေ့က12ရက်ညောင်းနေပါဒီနေ့တော့ကျွန်တော်ဘာအကြောင်းပြောချင်ဆိုတော့ကျွန်တော်ဟောနော်ကျွန်တော်လေးလာမိတဲ့ကျွန်တော်တင်ယူမိတဲ့ဘဝရဲ့သင်ခန်းစာလေးတစ်ခုကြောင့်ပြောချင်တာပါမနေ့ကကျွန်တော်Greek proverb လေးတစ်ခုဟောနော် proverb ဆိုတာစကားပုံလေးတစ်ခုတော့ကျွန်တော်ဖတ်ကြည့်ပြီးတော့ကျွန်တော်တော်တော်သဘောကျတယ်ဆိုတော့ဘောင်းမီ8ပေါက်ပေါ့နော်ဘောင်းမီရဲ့8ရဲ့အပေါက်ပေါ့အပေါက်ကိုတဲ့ဟိုပေါ့နော်ပုံမှန်လူတွေကဒါဟိုရှက်ကြတယ်ပေါ့နော်တကယ်လူကောင်းတွေကအဲ့ပေါက်နဲ့ကိုယ့်ရဲ့ပေါင်ချံကိုကုတ်ဖို့အသုံးပြုတယ်ပေါ့နော်ဆိုတော့အခုကာလမှာ challenging ကာလမှာလူတိုင်းရဲ့ဘောင်းမီတွေမှာတော့အနေနဲ့များနေတော့အဲ့တွေတော့အပေါက်တွေတော့ဖြစ်ကြမှာပေါ့နော်တော်တော်ဟိုအရန်စီပြေသွားတဲ့လူတွေရှိပါတယ်ဒါပေမဲ့အများစုကတော့ကိုယ့်ရဲ့ဘောင်းမီအိမ်မှာအပေါက်လေးရှိနေတယ်ပေါ့နော်အဲ့ဘောင်းမီအိမ်ရဲ့အပေါက်လေးတွေကိုတိမ်ငယ်မနေဘဲနဲ့ကိုယ့်ရဲ့ဟိုအားသာချက်အဖြစ်နဲ့အသုံးပြုမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ convenience ပေါ့နော်ရာတာပြေသွားတာပေါ့ဗျာကုတ်လို့ရတယ်ပေါ့နော်မျိုးဖြစ်တာအဲ့ဒါလေးကျွန်တော်တော်တော်ဘောကြလဲမနေ့ကလည်းကျွန်တော် post လေးလုပ်ပြီးတော့ကျွန်တော်တင်ထားတယ်ပေါ့နော်တော်တော်ဘောကြတယ်ဒါတစ်ခုပေါ့နော်ဟိုဒီအခြေအနေပေါ်မူတည်ပြီးတော့ကိုယ့်အတွက်အကောင်းဆုံးအမြင်နဲ့အကောင်းဆုံးဖန်တီးဖို့လိုအပ်တာပေါ့ဗျာနောက်တစ်ခုကကျွန်တော်ပြောချင်တာဒီလိုမျိုး challenging ကာလဟာဟိုကိုယ့်ရဲ့မိတ်ဆွေကောင်းတွေအများကြီးကိုရှာဖွေတွေ့ရှိတဲ့ကာလပဲလို့ကျွန်တော်တော့မှတ်ယူတယ်ပေါ့နော်ကျွန်တော်ဒီကာလမှာကျွန်တော်ကိုကူညီတဲ့လူတွေနဲ့တွေ့ခဲ့တယ်ပေါ့နော်ကျွန်တော်ကိုကူညီပေးတဲ့လူတွေမိတ်ဆွေကောင်းတွေနဲ့ကျွန်တော်တွေ့ခဲ့တယ်ဘာလို့ဟို challenging ဖြစ်နေတဲ့အချိန်မှာကိုယ်တိုင်ကမလုံနိုင်တဲ့အချိန်မှာသူများကိုကူညီဖို့ဆိုတာတကယ်တမ်းမလွယ်ဘူးလေနော်အဲ့တော့မိတ်ဆွေကောင်းတွေအများကြီးနဲ့ကျွန်တော်တွေ့ခဲ့တယ်နော်မကောင်းတာတွေကျွန်တော်မပြောတော့ဗျာဒါကတော့ကောင်းတာပဲ positive ပဲပြောကြပါစို့အဲ့တော့နောက်တစ်ခုကျတော့ကိုယ်တိုင်လည်းသူများကိုပို့ပြီးတော့ကူညီဖြစ်တယ်ပုံမှန်သားဖြစ်ဆိုရင်ကိုယ့်ကိုဒါအကူညီလာတောင်းကြည့်ဘာပဲဖြစ်ဘယ်လိုပဲဖြစ်ကျွန်တော်တို့ကကူညီလိုက်တာပေါ့နော်အခုချိန်မှာကျတော့ resource ကလူတိုင်းမှာ limit အကန့်အသတ်ဖြစ်တဲ့အတွက်ကိုယ့်အနေနဲ့ကူညီလို့ရတဲ့ဟာကူညီဖြစ်တယ်ပေါ့နော်ဒါကတော့ကူညီဖြစ်တယ်အနည်းဆုံးတော့နှုတ်ဤဆောင်ပါခြင်းအဲ့လိုနော်မရရအောင်ကျွန်တော်တို့ကလုပ်ပေးရတာပေါ့နော်အဲ့တော့အဲ့ဒါလေးတွေကလည်းပို့ပြီးတော့ကောင်းမွန်တဲ့အချက်တွေကိုကျွန်တော်ထင်ပါတယ်အဲ့တော့ဟိုဘယ်လိုပဲဖြစ်ဘယ်လိုပဲဖြစ်နေဘယ်လိုပဲ challenge နေဖြစ်နေပြီကိုအတွက်အကောင်းဆုံးကိုယူနိုင်မယ်ဆိုရင်တော့ကိုယ့်ရဲ့ဟိုဘယ်လိုပြောမလဲအနည်းဆုံးတော့စိတ်ချမ်းသာတာပေါ့ဗျာဒီလိုပဲပေါ့ဟိုလုံးဖြစ်တာလေးတွေရှိပါတယ်နော်daily pattern လေးတွေလည်းသွားပါကျွန်တော်ပြောချင်တယ် daily pattern လေးတွေကျွန်တော်ရအောင်သွားနေတယ်နောက်တစ်ခါကျတော့ဟိုကျွန်တော်ဗီဒီယိုလေးတွေတင်တာအကျိုးရှိတယ်လို့ကျွန်တော်ပြောပြတယ်နော်မိတ်ဆွေတို့လည်းကျွန်တော်စူးစမ်းတင်နေတယ်နော်အဆင်ပြေကြပါစေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ